Avengers Doomsday ရုပ်ရှင်အတွက် Black Panther နဲ့ Fantastic Four trailer ကထွက်လာခဲ့ပါပြီ။ and တစ်ဆက်ထဲမှာယမန်နေ့ညကပဲ Director Russo Brothers တွေယခုရှေ့အပတ်ဒီမှာပရိသတ်တို့ကြည့်ရှုခဲ့ရတဲ့ teaser trailer တွေကတကယ်တမ်းရုပ်ရှင်အပေါ်ကဆင်းနေရုပ်ရှင်အတွက် teaser တွေမဟုတ်ဘူး။အဲ့ဒါတွေက clues သဲလွန်စားတွေဖြစ်တဲ့ story ဆိုတဲ့ဇာတ်လမ်းတွေဖြစ်တဲ့ pay attention အနီးကပ်သေချာကြည့်ကြပါ Doomsday စတင်ပြီဆိုပြီးတော့ရေးတင်ခဲ့ပါတယ်။ဟုတ်ပါတယ်။အထူးသဖြင့် Thor ရဲ့ teaser နဲ့ Captain America ရဲ့ teaser တို့ဆိုရင်ရုပ်ရှင်ဆင်းနေဆိုတာထက်တီးတက်ဖန်တီးထားတဲ့ရုပ်ပြ story book တစ်ခုစံနေတယ်ဆိုတာကိုမြင်မိကြမှာပါ။ and ရုပ်ရှင်ကလည်းထွက်ဖို့အတွက်တစ်နှစ်တိတိနီးပါးကိုကြံသေးတဲ့အပြင်အရှိ Spider-Man Brand New Day ရုပ်ရှင်အတွက် trailer ကိုမထွက်ခင်မှာ Avengers Doomsday အတွက် trailer ကိုအရင်ထုတ်ပြမယ်ဆိုတာကအနည်းငယ်ဝေးလွန်းနေသေးတယ်။အနည်းငယ်ယူနှံ့နိုင်တယ်လို့ထင်မိပါတယ်။ But of course အရှိ February လမှာကျင်းပသွားမယ့် big event Super Bowl လို့ပွဲကြီးမျိုးမှာတော့သူတို့ကရုပ်ရှင်ဇာတ်လမ်းအတွက် teaser တစ်ခုကိုဖြစ်စေလူတိုင်းမြင်ချင်နေကြမဲ့ Doctor Doom အတွက် teaser တစ်ခုကိုဖြစ်စေထုတ်ပြသွားနိုင်တယ်ဆိုပြီးတော့ခံမှန်းနေကြပါတယ်။ဒီတစ်ခေါက် teaser မှာတော့ current Black Panther Shuri Wakanda ရဲ့စစ်တပ်နဲ့အတူမဟာမိတ်ဖြစ်တဲ့ Namor ရဲ့တာလူကန်စစ်တပ်တို့က Fantastic Four အဖွဲ့နဲ့တွေ့ကြတဲ့ပထမအဆုံးအကြိမ်မိတ်ဆက်ကြတဲ့ပုံစံမျိုးဖန်တီးထားပါတယ်။ Supposedly မြင်ရတဲ့လောက်ဆိုရင် Thanos credit ဆေးမှာပြခဲ့တဲ့ကဘာကူးလာကြတဲ့ Fantastic Four အဖွဲ့ဒီ hero တွေကိုလိုက်စုနေကြတာဒါမှမဟုတ်ဖြစ်လာတော့မဲ့ကဘာပြက်အင်ကာရှင်အန်ဒီယေတွေကိုလိုက်ပြီးတော့တတိပေးနေကြတာမျိုးဖြစ်နိုင်ပါတယ်။ and Fantastic Four နဲ့တွေ့ဖို့အတွက် Shuri Black Panther ကိုရွေးချယ်ထားတာကလည်းသဘောကျဖို့ကောင်းပါတယ်။ဘာလို့လဲဆိုတော့ Black Panther ကို comic လောကမှာပထမအဆုံးအနေနဲ့စတင်မိတ်ဆက်ပေးခဲ့တာက Fantastic Four comic မှာဖြစ်ပါတယ်။အကယ်၍များ Chadwick Boseman ကသာအသက်ရှင်နေသေးမယ်ဆိုရင်ဒီနေရာမှာ T'Challa ရဲ့ Black Panther ဖြစ်မယ်ဆိုရင်သူတို့ထောက်ပြချင်တာကပို့ပြီးတော့ထိမိပါလိမ့်မယ်။ and of course အာကာသမှာဖြစ်တဲ့သိပ္ပံပိုင်းဆိုင်ရာကဘာပြက်ကိန်းကြီးစိုက်လာတဲ့အခါဘယ်ကဘာမှာမဆို smart အဖြစ်ဆုံး Reed Richards ဒီလက်ရှိ MCU မှာ smart အဖြစ်ဆုံး Shuri ကိုလာရောက်ဆက်သွယ်မယ်ဆိုတာကအတူတူဖြည့်ရှင်းကြမယ်ဆိုတာကယုတ်တိအရှိဆုံးလည်းဖြစ်ပါတယ်။ထပ်ပြီးတော့တတိထားမိတာက Shuri ပြောသွားခဲ့တဲ့စကားတွေမှာဆိုရင်သူဒီ everyone သူချစ်တဲ့လူတိုင်းကိုဆုံးရှုံးလိုက်ရပြီဆိုပြီးတော့ပြောသွားခဲ့ပါတယ်။ of course Black Panther 2မှာသူ့ရဲ့အကိုနဲ့အမေဖြစ်သူတို့ကိုဆုံးရှုံးလိုက်ရတယ်ဆိုပေမဲ့ရုပ်ရှင်အဆုံးမှာဆိုရင်သူ့မှာခေမာလေးနဲ့တူလေးတို့ရှိနေသေးတယ်ဆိုပြီးတော့ပြခဲ့ပါသေးတယ်။ so maybe trailer တိုင်းမှာ Dr. Doom ကကလေးတွေကိုလိုက်ပြီးတော့ခိုးနေတယ်လို့မျိုးဒီမှာလဲ Shuri ရဲ့တူလေးကိုပါခိုးသွားတာများလားကလေးတွေပျောက်တာချင်းတူတဲ့အတွက် Reed ကအတူတူလိုက်ရှာဖို့ Shuri စီကိုရောက်လာခဲ့တာလားဆိုတာကစိတ်ဝင်စားစရာပါပဲသူတို့တွေ့ကြတဲ့နေရာကြီးကလည်းထူဆန်းနေတယ်လို့ Wakanda လိုဆူဆူပြေပြေလည်းမဟုတ်ဘူး Namor ရဲ့စစ်တပ်တွေရှိနေမဲ့ရီအောင်လည်းမဟုတ်ဘူးတဲကန်သားယာကြီးရဲ့အလဲမှာဖြစ်တယ်ဆိုတာကိုမြင်မိကြမှာပါ Namor နဲ့တာလူကန်တွေကိုအထာအတင်နဲ့မြင်ရတယ် Namor က Time Runs Out comic တွေက comic accurate လဲထောင်ပုံစံမျိုးကိုဝစ်ဆင်ထားတာကိုလည်းမြင်ရပါတယ် and အဲဒီ comic အရာဆိုရင် Namor ကသူရဲ့ဗီဇအစစ်အတိုင်းလူဆိုးပြောင်းသွားခဲ့ပြီးတော့ Thanos တို့ရဲ့ကဘာအဖွဲ့ကိုပူပေါင်းသွားခဲ့တာကြောင့် maybe အခုရုပ်ရှင်မှာလည်း Namor ကနောက်ပိုင်းမှာ hero တွေကိုတစ္ဆာဖောက်မှာလား Dr. Doom ကိုပူပေါင်းသွားမှာလားဆိုပြီးတော့ခံမှန်းချက်တွေထုံနေကြပါတယ်အနောက်မှာရှိတဲ့ Pyramid လို့ကျောင်းဆောင်ကြီးကတော့ Namor တို့တာလိုကန်တွေရဲ့မူလတည်နေရာကကျောင်းဆောင်ကြီးမျိုးဖြစ်တယ်လို့သူတို့ကရေအောက်မှာမဟုတ်တော့ပဲမြေပြင်ပေါ်ကိုရောက်လာကြတယ်သူရဲ့စစ်သားတွေကမြေပြင်ပေါ်ကိုရောက်တဲ့အခါမှာတတ်ထားရတဲ့အသက်ရှူကရိယာတွေကိုတတ်ထားရတယ်ဆိုတာကိုမြင်လိုက်ရပါတယ်ဒါအပြင်ပတ်ဝန်းကျင်ကြီးက The Void ထဲမှာလို့ apocalyptic ကဘာပြက်ပြီးသားပုံစံမျိုးဖြစ်နေတယ်ဆိုတာကိုမြင်ရပါလိမ့်မယ် comic ထဲမှာဆိုရင်လည်းဇလန်အစကိုဒါမျိုးစတင်ထားတာပါ Black Panther ဒီမနက်ခင်းတစ်ခုမှာကောင်းကင်ဘုံကိုမောကြည့်လိုက်တဲ့အခါအခြားကဘာကြီးတစ်ခုကိုမြင်နေရတယ်သူတို့ရဲ့ကဘာကြီးဒီနောက်ထပ်ကဘာတစ်ခုနဲ့တိုက်မိနေကြပြီးတော့စတင်ပျက်စီးကုန်ကြပြီဆိုတာမျိုးဖြစ်ပါတယ် Thanos ရုပ်ရှင်ရဲ့ credit ဆင်းမှာဆိုရင်သူတို့က space crisis အာကာသထဲမှာဖြစ်ပျက်နေတဲ့အရှုပ်ကိစ္စကြီးဆိုတာကို mention ခဲ့တာကြောင့် maybe ဒီမှာလဲ incursion တွေဖြစ်တဲ့အတွက်ရေတွေကပဲခံသွားတာများလားကဘာကြီးကစတင်ပျက်စီးနေပြီဆိုတာကိုမြင်ရမလားဆိုတာကစိတ်ဝင်စားစရာပါပဲ and ဒီချိန်မှာမြေပြင်ကိုသိမ်းပိုက်မယ်ဆိုပြီးတော့ကြွေးကြော်ထားတဲ့ Namor ကသူ့ရဲ့ရေတွေကိုပါမြေပြင်ကြီးကဖုံးလွှမ်းသွားတာကြောင့်ဒေါသဖြစ်နေပုံရပါတယ်ရိုက်ကူးရေးအတွက်ကတော့ဒီစင်းအတွက်သူတို့ဒီ Middle East က Bahrain တိုင်းပြည်မှာသဲကန်တရားတွေထဲမှာတွားရောက်ရိုက်ကူးခဲ့ခြင်းဖြစ်ပါတယ်ထပ်ပြီး Namor ရဲ့လက်ကဒုံးမှာမြင်ရတဲ့ရေအပြာရောင်ကြောက်တုံးပုံစံမျိုး Shuri နဲ့ Mbaku ရဲ့ဝစ်စုံအသစ်တွေမှာဆိုရင်လည်းရေပြာရောင်တက်တူပုံစံမျိုးပေါင်းစပ်ထားတယ်ဆိုတာကိုမြင်ရမှာပါ meaning Black Panther 2 ရုပ်ရှင်အဆုံးအရာဆိုရင် Wakanda နဲ့တာလူကန်တို့ကပူပေါင်းလိုက်ကြပြီး resource တွေကိုမျှဝေနေကြပြီဆိုပြီးတော့ရည်ညွှန်းနေပါတယ်လက်ရှိ Wakanda ရဲ့ဘုရင် Mbaku နဲ့ Bangrim တို့ကတိုင်းပြည်နာမတွေနဲ့အတူမိတ်ဆက်ကြတယ်အခြား Fantastic Four အဖွဲ့ဝင်တွေကလည်းဒီစင်းမှာရှိနေနိုင်တယ်လို့ trailer မှာနေရအလွတ်တွေအများကြီးရှိနေတာကို Russo Brothers တွေ
တွေဟာထုံးစံအတိုင်းပြင်ဆင်ထားတာတွေဖျောက်ထားတာတွေရှိနေတယ်ဆိုတာကိုပရိသတ်အများစုကထောက်ပြနေကြပါတယ်အထင်ရှားဆုံးကတော့ Shuri ဒီလေရင်ပေါ်ကိုတက်တဲ့အခါမှာတယောက်ယောက်ကိုလှည့်ပြီးတော့ Wakanda ထုံးစံနဲ့အလေးပြုလိုက်တာဖြစ်ပါတယ်အများကြီးမတွေးဘူးဆိုရင်တော့ဒါဒီနမောကိုဒါမှမဟုတ်ဆင်းမော်မှာရှိနေတဲ့ Fantastic Four အဖွဲ့ကိုနှုတ်ဆက်သွားတာမျိုးဖြစ်နိုင်ပေမဲ့ပို့ပြီးတော့တွေးကြည့်မယ်ဆိုရင်တော့အများကြီးပေါ်လာပြန်ပါတယ်သူရဲ့မျက်နှာနဲ့နှုတ်ဆက်ပုံအရာဆိုရင်သူဒီယင်းနီးပြီးသားတယောက်ယောက် Wakanda ရဲ့နှုတ်ဆက်ပုံကိုသိတဲ့တယောက်ယောက်ကိုနှုတ်ဆက်နေခြင်းမျိုးဖြစ်နိုင်ပါတယ်ဆိုmaybeဒါဒီ Fantastic Four နဲ့အတူတူပါလာမဲ့သူရဲ့ကလေးလေးပြောင်းနေတဲ့ Shuri နဲ့လည်းယင်းနီးပြီးသားဖြစ်မဲ့ OG Captain America Chris Evans ရဲ့ Captain America များဖြစ်နေမလား maybe Dr. Doom က Fantastic Four အဖွဲ့ရဲ့ရင်ကြီးနဲ့အတူပါလာမယ်ဆိုတဲ့ plot leak တာမှန်နေမယ်ဆိုရင် MCU ကိုအရှိမကဲတင်ပေးခဲ့တဲ့ Iron Man မျက်နှာကြီးနဲ့ဒါမှမဟုတ် Iron Man ဝတ်စုံမျိုးနဲ့ Dr. Doom များဖြစ်နေမလား maybe Fantastic Four က X-Men တွေနဲ့ခြားပြီးအသက်ရှင်နေသေးတယ်ဆိုရင် X-Men တွေကဒါသူတို့နဲ့အတူပါလာတယ်ဆိုရင် Shuri ကလူမဲ culture ကိုနားလဲတဲ့ comic ထဲမှာဆိုရင် Wakanda ရဲ့မိဖုရားလည်းဖြစ်တဲ့ Storm များဖြစ်နေမလားဆိုပြီးတော့တွေးကြည့်လို့ရနိုင်တယ်လို့ maybe ပတ်ဝန်းကျင်အရာသူတို့ကဒါ The Void ထဲကိုရောက်နေကြတာဆိုရင် Shuri ကနောက်ထပ် The Void ထဲက Black Panther version တစ်ခုကိုနှုတ်ဆက်လိုက်တာမျိုးဖြစ်မလားဆိုတာကစိတ်ဝင်စားစရာပါပဲလက်တလုံးမှာ Marvel ဒီယောက်ျား Black Panther version တစ်ခုကိုလည်းပြင်ဆင်ထားတယ် Avengers Doomsday နဲ့ Secret Wars တို့မှာစတင်ပြီးတော့ထုတ်သုံးသွားတော့မယ်ဆိုတဲ့သတင်းတွေကထွက်လာပြန်ပါတယ်တကယ်တော့ဒီပြင်ဆင်မှုကိုသူတို့ကလုပ်နေတာကြာပါပြီအရှိ leak ဖြစ်လာတဲ့ Secret Wars အတွက် concept art ဒီမှာဆိုရင် Black Panther ရဲ့ယောက်ျား version ပုံတွေပါခဲ့တယ်ဆိုတာကိုမှတ်မိကြမှာပါ and အဲ့ဒီပုံတွေမှာပဲအသုံးပြုခဲ့တဲ့မျက်နှာ model တရုပ်ဆောင် Danzam Idris ကလည်းဂျားထဲမှာကျင်းပခဲ့တဲ့ Black Panther အတွက်ပွဲ Black Panther တရုပ်ဆောင်နေတဲ့အတူပွဲတစ်ခုကိုတက်ရောက်ခဲ့ပါသေးတယ် so yes Snowfall ကနေပြီးတော့နောက်ဆုံး F1 အထိကိုပရိသတ်အားပေးမှုကောင်းကောင်းကြီးရထားတဲ့တရုပ်ဆောင် Danzam Idris ကတာ MCU အတွက် Black Panther အသစ်ဖြစ်လာမယ်ဆိုရင်လူအများစုကလက်ခံကြမှာအသေးအချပါပဲ Marvel အတွက်ကလည်းအခု Black Panther အသစ်ကိုအစမ်းသုံးကပ်ပုံစံမျိုးအနေနဲ့အသုံးပြုလို့ရတယ်အလုပ်ဖြစ်ရင်ဆက်ပြီးတော့သုံးသွားမယ်အလုပ်မဖြစ်ဘူးဆိုရင် Secret Wars မှာပဲအဆုံးသတ်ပစ်လိုက်လို့ရပါတယ် maybe သူက Multiverse တဲကအခြား Black Panther version တစ်ခုအဖြစ်နဲ့လဲပါလာနိုင်တယ်လို့ maybe Black Panther 2 credit ဆင်းမှာမြင်ခဲ့ရတဲ့ Black Panther ရဲ့တားလေးကကြီးလာပါတယ်ဆိုပြီးတော့အသုံးပြုသွားနိုင်ပါတယ် Avengers Doomsday ရုပ်ရှင်မှာကလည်း hero တွေအများကြီးကသေသွားကြမှာဆိုတော့သူတို့က Secret Wars အတွက် lead တရုပ်ဆောင်တွေလိုအပ်တယ်လက်ရှိအထိချင်ညာထားတလို့ဆိုရင် Spider-Man တရုပ်ဆောင် Tom Holland Spider-Man 4မှာပါမဲ့ Sadie Sink character နဲ့အခု Black Panther အသစ်တို့က Secret Wars မှာအဓိကတရုပ်ဆောင်တွေအဖြစ်ပါသွားကြမှာမျိုးဖြစ်နိုင်ပါတယ် so Predator တို့ကဘယ်လိုထင်ကြလဲ Danzam Idris ကဒါ Black Panther အသစ်ဖြစ်လာမယ်ဆိုရင်ကြိုက်ကြမှာလားသဘောကျကြမှာလားဆိုတာတွေကို comment section မှာရေးသွားခဲ့ကြပါအောင်အခုဒီဆိုရည်ညမြဆဆမဟုတ်ပေမဲ့ director တွေကိုယ်တိုင်ကဇလန်းနေဖြစ်တယ်အရေးကြီးရယ်ဆိုပြီးတော့ပြောထားတာကြောင့်ဗီဒီယိုတွေမှာထဲမပြောမိတာတွေမိတ်ဆွေတို့တွေ့မိကြတာတတိထားမိကြတာတွေရှိရယ်ဆိုရင်လည်း comment section မှာရေးသွားခဲ့ကြပါအောင်ဗီဒီယိုကိုဒီချိန်ထိကြည့်ပေးနေကြသူတယောက်ချင်းစီကိုလည်းအထူးပဲကျေးဇူးတင်ရှိပါတယ်နောက်ဗီဒီယိုတွေမှာပဲတွေ့ကြရအောင်